နေ့သင်ခန်းစာလေးထဲမှာတော့ teacher ကအသုံးများတဲ့ verb လေးတွေကိုကျောင်းသားလေးတွေအချို့လွှဲပြီးတော့သုံးနေကြတာတွေ့လို့ဒီနေ့သင်ခန်းစာလေးထဲမှာဘယ်လိုအမှန်လေးသုံးအောင်လဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်တူတူကြည့်ရအောင်ပထမအဆုံးခုအနေနဲ့တောင်းပန်တယ် English လို့ apologize to ငင်ငါ့ကိုတောင်းပန်စရာမလိုပါဘူးလို့ပြောချင်ရင် no need to apologize to me no need to apologize to me ဒုတိယတစ်ခုက happen to ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့ဥပမာနေ့ရဲ့ခြေထောက်ကဘာဖြစ်ခဲ့တာလဲလို့မေးချင်တယ်ဆိုရင် what happened to your leg what happened to your leg နောက်တစ်ခုက explain to ရှင်းပြရဲဆိုတဲ့အဓိပ္ပာယ်လေးဥပမာနင်ငါ့ကိုဒါလေးရှင်းပြပေးလို့ရမလားလို့ပြောချင်ရင် can you explain it to me can you explain it to me နောက်တစ်ခုကတော့နားထောင်တယ်ဆိုတဲ့အဓိပ္ပာယ်လေး listen to သူပြောတာကိုတတိချာယူဆပြီးနားထောင်လို့ပြောချင်ရင် listen carefully to what he says listen carefully to what he says နောက်ဆုံးတစ်ခုကြတော့ replying to စာပြန်တယ်ဆိုတဲ့အဓိပ္ပာယ်လေးဥပမာသူမကငါ့ရဲ့စာကိုမပြန်ရသေးဘူးလို့ပြောချင်ရင် she hasn't replied to my message yet she hasn't replied to my message yet ဒီလောက်ဆိုလို့ရှိရင်တော့အသုံးဝင်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်ပိုကောင်းတဲ့သင်ခန်းစာလေးနဲ့ပြန်ပြီးတော့လာခဲ့မယ်ဒီနေ့ကတော့ဒီလောက်ပါပဲ bye bye